တာမင်းချစ်ချင်လေလို့ကွာဖယ်သွားမလို့ဒီမှာငါဓာကြီးတွေငါမနေတာဘူးကွာမင်းကလည်း ဟောဖေကလည်းလိုက်မဲ့တာလိုက်ခဲ့စမ်းပါကိုရောက်တော့မြည်စင်ကြီးကဗောဒါနဲ့တော့နည်းနည်းပါးပါနွဲ့နွဲ့နောင်နောင်လေးတွားအောင်နော် အော်ဟုတ်လားမလေးရပါတယ် ခွတ်လာဟဲ့တရုတ်ဆောင်မြင်သမီးကလေးဟုတ်တယ်မလားယမလေးအပိနေရနော်မ ဟုတ်တယ်ညီမလေးကိုလေဒိုသားဖအမြဲတမ်းအားပေးနေတာဒိုသားမိရလေညီမလေးကိုအမြဲတမ်းအားပေးနေတာငယ်ငယ်လေးကလေးက ဟုတ်တယ်အမလေးညီမလေးရဲ့ဖန်နော်အော်ဘောညီမလေးအမရဲ့ဖန်လို့အော်ဒါနဲ့လေအမစကားမဆက်တပ်ပုံလေးရိုက်လို့ရမလားယင် ရပါတယ်အမရဲ့ fan ဆိုတော့လေ တင်းနေတော့တေချာကြည့်လိုက်တော့မှအမလေးဖုန်းထဲမှာအပြင်မှာပို့လာရနော်အမဘာတွေများလုပ်ထားလဲယင် အမဘာမှမလုပ်ထားပါဘူးကိုလုံး original လာတာ ဝေါ ဒါမဲ့ညီမလေးကအမရဲ့ fan ဆိုတော့အမရဲ့လူဝက်ချက်လေးကိုပြောပြမယ်နော်ဟုတ်ဒီမှာအမ Starmon College ကိုနေ့တိုင်းပုံမှန်တောက်တာလေကျမမပြောပြနေနော်ညီမလေးကိုပဲချက်လို့ပြောပြဖိုင်တော့ ဘာလဲကော်လေဂျင်ဆိုတာအော်စတာမိုကော်လေဂျင်ကိုပြောတာ ဟောမကြည့်ဘူးပေါ့ဟာခေါင်းတို့ ဘယ်လိုဖြစ်လာကြရလဲ ဟောဘလို့မှဖြစ်ပါဘူးမရေအမတိတ်ကိုရှိန်ပါတယ်ဆိုရက်လေစီနီယာမမစီကနေပြန်လာခဲ့ကြတာ အဖေနဲ့မောင်လေးသူ့ဘာလို့လိုက်ကြပြီလဲ ဟောမလည်းဘာမှမလုပ်ပါဘူးသူ့ရဲ့လေပြိုးဝက်ချက်တွေကုန်းကုန်းယူတိခဲ့ပြီး ဟဲဟုတ်လားသူအဲ့ဘယ်စက်ကလေးဘာလောက်တာလဲ အော်ဘယ်မှမသွားပါဘူးမလည်းဟောဒီကလေစတာမိုကော်လေဂျင်ကိုတောက်တာတဲ့ Starmon College ဟုတ်တယ်အခုပဲဈေးဆိုင်နေမေးပြောဝယ်လာတာသူကလေပူကောင်းပူတန်တဲ့ collagen hyaluronic နဲ့950 mg ပါတဲ့ Starmon နော်အထဲမှာဆိုရင်လေ collagen hyaluronic နဲ့950 mg အပြင် Grace Extract Biotin Vitamin C Vitamin E များစွာပါဝင်တာမို့လို့လေတစ်လအတွင်းတိတာတဲ့ရလက်ကိုရစီထားတဲ့အမရဲ့ ဟုတ်တယ်တမီးရဲ့ဒီစတာမော့ကော်လေဂျင်ကလေအသားရည်စပင်ခြေသက်လက်တွေမကဘူးအယိုးအဆက်တွေထိပုံမကောင်းမှုစီတယ်တဲ့တမီးရဲ့ ဒါတင်မကဘူးနော်အမဒီ Starmon Collagen လေကိုရီးယားနိုင်ငံထုတ်စစ်မို့လို့တစ်လစာအုံမလေ2000ခွဲဝန်းကျင်လေးပဲရှိတာဆိုတော့ပူကောင်းပြီးပူတန်တာဗောလို့အမရဲ့ ဟဲအဲ့လောက်ပဲရှိရလား ကြာပါတယ်သမီးရဲ့ဒီစတာမော့ကော်လေဂျင်ကိုတောက်ပြီးငါသမီးလေးစူးစမ်းလိုက်တော့ သမီးရေဒီမှာသမီးအတွက် guide ဆရာမအတေးရောက်လာပြီသူလေးရဲ့နာမည်ကလေဆရာမတော်ထက်တဲ့ဆရာမထိုင် ဘာလို့တမိတော့လဲအခုလည်းအဖေကြိုက်အဖေခေါ်တာပဲမလား သမီးဘယ်လိုပြောလိုက်တာလဲဒီမှာလူကြီးရှိမှာဆရာမရှိနေတယ်လေဆရာမရဲ့အားနာလိုက်တာကွယ်ကလေးကလေညီတဆိုးလေးဆိုတော့ပြောဆိုတာမတတ်ဘူးနည်းနည်းရိုင်းနေတိခတ်ပေးပါနော် ဟုတ်ရပါတယ်ဒါနဲ့ကလေးကအသက်လောက်ရှိပြီလေ အော်ကလေးကလားအသက်20ရှိပြီဗျ အော်ဒါဆိုတော့သူ့သားမဲ့အရွယ်ပေါ့ အော်ဟုတ်တယ်ဆရာမရဲ့ကလေးကလေ12တန်း5ခါကြာထားဆိုတော့လေပြောရမှာလေရှက်ပါတယ်ဒါမဲ့ဆရာမရဲ့ဒီနေ့တော့လေသူ့အောင်စီချင်တယ်ဗျာဆရာမသူ့ဘလို့ပဲတွန်တင်ဘလို့ပဲရိုက်မကျိုးမပဲ့ရပြီနော်ဆရာမကိုကြီးသမီးကိုအပ်တယ်နော် ရှင်း အော်ဟုတ်ပါဘူးဦးရဲ့သမီးကိုအပ်တယ်လို့တခုခုလိုတာရှိရင်လေဘေးခန်းထဲမှာဦးရှိနေပြီနော် ဟုတ်ဒီစားထုတ်မယ်နော် စားတကယ်တင်လိုက်ရနော်အချိန်တန်လက်ခိုင်းရပြီးပြီမလား မိရဲ့ဆရာမအဲ့လိုဆရာမမျိုးမဟုတ်ပါဘူး တော်စမ်းပါယူဆိုင်ချင်ဆမ်လေးပါနဲ့ ကဲဆရာမရေစာတင်နေရပြင်ပန်းဒီမှာဆိုလို့အမောက်လေးလည်းတုံးဆောင်ပါအောင်ဘာလို့တော့လဲ မမစားလေ ဘာဝိုက်ထားလဲစိုးနာပဲကြွေးထားလေဒါနဲ့တွန့်ပါအောင်ဒါဆရာမအတွက် အဖေနော်တီးနေတယ် ဘာလို့သိရလဲညဆရာမမဟုတ်ကဟုတ်ကရှောက်ပြောမနေနဲ့နော်ဆရာမတော့ပါဆရာမသမီးလေးကိုစိတ်မချလို့လေခုနကထိုင်ကြည့်နေမယ်နော်ဆရာမမယုံလို့မဟုတ်ဘူးနော်အတန်းထဲမှာရှိရမှာအယောက်တရာနေအဆင့်68 ဒါတော့နှစ်ယောက်ကနေမကောင်းလို့လာမဖြေရ ဟာဒါဆိုနေပိတ်ချီးပေါ့ အာဖေကလည်းနောက်ဆုံးရရင်တော့ထိတ်ဆုံးရပါ ဘာလို့ထိတ်ဆုံးလဲငါတို့တစ်မျိုးလုံးတစ်ဆွေလို့အော်ဒီနော်နှင်းကြမှာ12တန်းတပိုင်းမိုက်ကြရရလို့အေးမျက်နှာအိုးမဲတက်တက်ကောက်ငါ ဖေကလည်းဒီလိုပဲပြောမနေပါနဲ့တပည့်မကောင်းစိတ်ရကောင်းလေအဲ့ဒါဖေခေါ်ရဆရာမကောင်းနေမှာပေါ့ မဟုတ်တာဆ iam မအဲ့လောက်ကောင်းတာမဟုတ်ဘူးဆ iam မအတင်ပြကောင်းတယ်လို့နင်ကိုယ်တိုင်ကလေစာသိချလိုက်မလောက်တာဆ iam မဒီနေ့ကနေစပြီးတော့ကလေးကိုအချိန်ပိုဆင်းပေးပါညာအိတ်တင်လဲအိတ်ပေးပါဆ iam မကြိတ်စီပြော ဖေအဲ့ဆောင်မလို့မတင်ချင်ဘူး ဘာလို့မတင်ချင်ရမှာလဲတင်ရမယ်တင်ကိုတင်ရမယ် အဲ့လောက်တင်ခိုင်းစေချင်တယ်ဖေပဲတင်နေလိုက်တာ ဒီကလေး ဦးလေးရလားဦးလေးဘာဖြစ်တာလဲ ကိုကြီးလေးပဲနိုင်ပြန်သွားပြီထင်တယ် ဦးမလေးပဲနိုင်ရှိရလား
မလည်းလေးပဲနာရှိတာ ဒါဆိုဖူးစာတွေပေါ့ ငါတက်တာပါကြီး အော်တက်တာသွားပြီလားကိုကြီးကလေလေးဖက်နာတစ်ခါထားရင်မလွယ်ဘူးအဲ့ရထဲမှာ2ရက်3ရက်လောက်ဘုံဘုံလဲနေတော့တာပဲဒါနဲ့လေးဖက်နာဘယ်လိုကြောင့်တက်တာသွားလဲယင် ခုံရှိကြောင်တက်တာသွားတာလေတောက်စီးနဲ့တောက်စီးပြားဆိုရင်2မျိုးရှိရယ်သူကလေသွေးလေးပဲနာပိုးလေးပဲနာအရေပြားလေးပဲနာဂျိုးရီအဆစ်ပိုလီစီတကောက်ယောဂအဆစ်မြရောရဲခဲ့ကြီးပေါင်းယောဂတော့တက်တာစီရယ်ဥရဲ့ အော်ဒါနဲ့ဘယ်လိုတောက်ရလဲယင် တောက်နည်းကလည်းလွယ်လွယ်လေးဆေးရည်ဆိုရင်တနေ့ကိုလက်ဖေးဆို9ဆုံးကနေ3ချိန်နဲ့4ချိန်တောက်လို့ရတယ်ဆေးပြောက်လည်းတနေ့ပြတောက်ရပြီဥရဲ့ အော် ဒါလေးတခြားတော့လိုက်နော်ဥ ရှာမလေးပေးတဲ့တက်ပဲရှိပါတော့တယ်ကွာသမီးဘာလို့ခုမှပြန်လာရလဲအခုဒီမှာကြည့်ဘယ်ချိန်ရှိပြီလဲနေ့စာတင်ဖို့အတွက်ဂိုက်ဆရာမစောင့်နေရလေဖဲနဲ့ကြောင်းတော့ဆရာမစာတင်ဖို့အတွက်ထိုင်စောင့်နေရလို့အသိပဲမရှိရဒါနဲ့နေမင်းနာကဘာဘူးတော့အဖေကိုသမီးကောင်လေးလို့တော့မပြောနဲ့နော် အာအဖေကလည်းဒီနေ့ကစပြီးတမီးကိုဂိုက်ပြပေးမယ်တမီးကိုယ်ရင်ရှားထားတဲ့ဂိုက်ဆေးရ ဟမ် မင်္ဂလာပါဦးလေးကိုတွေ့ရဝမ်းသာပါတယ် ဘာမှဝမ်းမသာနိုင်ပါဘူးနင်းပြန်တော့သမီးအဖေရှာထားတဲ့ဂိုက်ဆရာမနဲ့ပဲတင်ရမယ် အာအဖေကိုကြက်ပြောထားပြီးသားလေအဖေကိုပေးတဲ့ဂိုက်ဆာမလည်းဆက်မတင်နိုင်တော့ပါဘူးလို့ကိုရင်းနဲ့ပဲတင်မယ် ဘာ အားမဟုတ်ပါဘူးတမီးခေါ်တဲ့ဂိုက်ဆာနဲ့ပဲတင်မယ်လို့ သမီးနော်အကြံနေတိနေတယ် အာအဖေကလည်းဆရာရှိမှဘာတွေပြောနေလဲမသိဘူးဆရာတင်းစာအရင်လှုပ်ချင်နေပြီ သူရစကားပြောရဆိုတော့ဒါကိုပြောရနေလေ ဟမ်ဘာပြောလိုက်တယ် ဘာမှမဟုတ်ပါဘူးဟိုခလေးလဲစာမတင်ရတော့ဆိုပြန်တော့မယ်နော် ဆရာမမပြတ်ပါနဲ့သမီးလေးကိုရအောင်ပြောကြည့်ပါဦးမယ် မပြောပါနဲ့ရောဟိုကလေးကသူတင်နေတဲ့သူနဲ့တင်ပါစီကလေးရဲ့စိတ်ပါမှာစောက်စိတ်စားလုပ်နိုင်ပါလေအားကြောင့်ပြန်တော့မယ်နော် မပြတ်ပါနဲ့သမီးကိုစာမတင်တော့ဘူးဆိုမဲ့လေကိုကြီးကိုအချစ်ချောင်းတင်လို့ရပါတယ် ဟာအရေးနှာဘူးလားထားလေရှင့်ပြောချင်နေကြပြီအခုလည်းတစ်ခါအလုပ်ထုတ်လို့ပြောလိုက်အောင်နှာဘူး ဆရာမလေးရဲ့ပြောရလိုက်လေချင်းသမီးမနေ့ပြန်အောင်ဆင်းထွက်တော့မှာဆိုတော့ဟုတ်ပဲလက် ဟဲ့ဘာဖြစ်လို့လဲ ဘာဖြစ်မှာတော့ငါမနေ့ပြန်မအားဘူးနင်ကအောင်ဆင်းထွက်ရင်လည်းကြောက်အောင်မယ်ဆိုတော့ငါနင့်ကိုကြိုရိုက်ထားမလို့ အော်နေပါဦးလေးဟာသူဒီနေ့တော်တော်လေးဖြေနိုင်တယ်ပြောပါရဲ့ဟိုအောင်ပါပါဦးလေးဟာနော် အော်ဆရာရဲ့မင်းမလို့သူ့စကားကိုယုံနေသေးရဲ့ तू ကလေနှစ်တန်အဲ့လိုပဲပြောနေကြပလီတီ6ချက်ဒီနေ့လည်းအောင်မှာမဟုတ်ဟုတ်ပဲလက် အာအဖေကလည်းအဲ့လိုမရက်ချင်နေဆိုလည်းမနေ့ကအောင်စင်းထွက်တဲ့ဒီစောက်ပါဦး ဟုတ်ပါရဲ့ဦးလေးဟာအောင်စင်းထွက်တဲ့ทีကိုစောင့်လိုက်ပါနော်ဦးလေးနော် စောင့်ကြည့်ကြသေးတာပေါ့ဟုတ်ရင်ဟုတ်မဟုတ်လို့ကတော့လေတပည့်ရောဆရာအောင်ငါကပတ်စာမိမိတောင်မဲ့ စောင်းရအောင် ဘသူအောင်နာလဲဘသူအောင်နာလဲ ဟာဦးလေးသမီးအောင်တာပေါ့ဗျာ ဟဲ့မဖြစ်နိုင်တာတိချာလဲကြည့်ပါဦးနာမည်သူတွေဖြစ်နေပါဦးမယ် ဟာတေးကြတယ်ဗျအဖေနာမည်လဲဦးလေးနာမည်ပဲခုနံပါတ်လဲသမီးနံပါတ်ပဲ ဟာပြစမ်းအေးဟုတ်ကားမယ်ဟုတ်တယ် အောင်တာတော့ရိုးရိုးအောင်တာမဟုတ်6ပါးလောက်ဂုံတူးနဲ့အော်ဒီနဲ့အောင်တာနဲ့ဗျာ ဒီမှာလေးဖေကသမီးရဲ့ဂုံယူလိုက်တာကွယ်ဆရာကျေးဇူးတင်နေနော်ငါသမီးလေးရလေအဖေတို့မျိုးရွတ်စစ်စထိန်းသိမ်းလာတဲ့အော်ဒီဆိုတဲ့ဂုံပုတ်ကိုလေဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီသမီးရဲ့ အကြောင်းပြောပြောတာပေါ့ဂိုက်ခေါ်ပြီးဆိုဆရာမမခေါ်ဘဲနဲ့ဒီလိုဆရာချစ်ချော်လေးခေါ်ပါလို့အဲ့တော့မြအောင်ပြီပါ သူရကပြောရဲဆိုသိမ့်မှန်တာ哦